မင်္ဂလာရှိသောနေ့ကနေ့မှာဖေဖချွတ်မိတ်ဆွေများအားလုံးမင်္ဂလာပါနော်16တောင်မှုတစ်မင်းမင်းနေတဲ့ညီကိုများအတွက်ကျွန်တော်16တောင်မှုတစ်လေးရနေပါပြီခင်ဗျာဒီ16တောင်မှုတစ်လေးရတော့ဒါ18တောင်နဲ့ပုံစံတူမင်းမင်းနေတဲ့ညီကိုများအတွက်18တောင်နဲ့ပုံစံတူရိုက်ထားတဲ့ချင်းပဲဖြစ်ပါတယ်ခင်ဗျဒီ16တောင်လေးရဆိုကျွန်တော်တို့ဥကော့ပက်ကော့လေးရိုက်ထားပါတယ်ခင်ဗျဝင်းဖွင့်လေးလေးကြဲကြဲလေးနဲ့လိုင်းနဲ့လေးလေးကောင်းအောင်လို့နေဝေးရဲ့ညီကိုများလည်းယုံကြည်စိတ်ချစွာမှားအောင်နိုင်ပါတယ်ခင်ဗျာ399683939281 39968393951989တို့လည်းဆက်သွယ်မှားအောင်နိုင်ပါတယ်ခင်ဗျာဒီဆက်ဆက်တော်မူတလေးဒါကျွန်တော်တို့မကြခင်ထွက်ရှိတော့မှာဖြစ်ပါတယ်ခင်ဗျာဒီဆက်ဆက်တော်မူတလေးကိုလည်းဆက်ဆက်တော်မူတလေးအားပေးကြတယ်လို့ပဲအားပေးကြပါအောင်လို့ပဲမိတ်ဆွေများအားလုံးတော့ပြောကြချင်ပါတယ်ခင်ဗျာဒီဆက်ဆက်တော်မူတလေးကတော့ဒါကျွန်တော်တို့သိမကြခင်မှာထွက်ရှိတော့မယ့်ခွန်လေးပဲဖြစ်ပါတယ်ခင်ဗျာနေဝဲညီကိုများလဲဒါလူမျိုးကြံခဲ့တဲ့ပုံစံမျိုးနဲ့လည်းအော်ဒါများအနှံလို့ရပါတယ်ခင်ဗျမိုးတစ်ကြိုက်တဲ့ညီကိုများအတွက်ဒါမိုးတစ်လေးပါခင်ဗျဖက်ဖက်ချွတ်ချွတ်များအားလုံးလေးစားလက်ပါခင်ဗျအားလုံး